ဘာလို့စော်နေလဲမသိဒုက္ခပါပဲဟာလေ ဘယ်လိုဘာလုပ်ရလဲ ကျိုးကုန်တာ ဒီတော့ကကျမမြင်တယ်လေ ဟိုလူလောက်သွားတာလေ ဘယ်လိုလုပ်သွားလဲ မသိဘူးလေ ဒီပစ္စည်းနဲ့စော့တယ်အခုပြော တိုက်ကြီးသူပြည့်စည်းလေတိုက်ကြီးရလားဆိုမဟုတ်ဘူးတဲ့သူကလိုင်းနာမှာနေတာတဲ့ အဲ့ဒါကိုသိတယ်ဒါတွေဘာဖြစ်လို့ကျိုးကုန်တာလဲ ခုနကတိုက်ကြီးတဲ့အဲ့နဲ့တပြည့်စည်းအောင်မလို့ယူရောက်တော့ဆိုတာတိုက်ကြီးကိုတပြည့်စည်းတွေဖြစ်နေရလေအဲ့ဘယ်လိုလုပ်ကြလဲ အော်ရှုံးချက်ကိုခတ်နေပဲရှင်းနေသမားလည်းအဲ့မတော့ရှင်းလိုက်ခဲ့လား မဟုတ်ဘူးလေအမေပါဗျာအမလေးနားကြည့်လိုက်တော့ကွာစာယူပြီးတဲ့နေ့တောင်းချောင်းတော့အတိုင်းကြည့်တာပြတ်တာလေးကိုလည်းရင်မတည်းဆောက်ကြလား ဘာရလဲ ဘာပြောပါဘူးဒါတောင်သေးတော့မယ်ခုလည်းကျုံးကြလိုက်တာတဲတာမဟုတ်လား မိုက်တီးလာဘလောက်ကြီးဘလောက်မြင်းမြင်းတစ်ချက်တော့တစ်ချက်ပဲတော့မနဲ့လေးတော့မိုက်တီးလာမိုက် ဆောင်းမိမလား လာပြီလေ ဆောင်း မိုက်တီးလာပြီဟာတစ်ချက် အခုမယ်ဟိုစောစောခင်ဗျားပြောလိုက်ထဲမှာဘလောက် ဘလောက်ကြီးဘလောက်မြင်းမြင်းတစ်ချက်တော့တစ်ချက်ပဲ အခုလေ ရတယ် ဒီမှာလဲရရှိတယ် ဟာလားတစ်ချက်တော့တစ်ချက်လဲကိုလဲရမယ်ဗျာဟိုဘလောက်ကြီးလဲ ကြည့်ရပါကြည့်တယ် ဟုတ်လားတော်တော်မြင်းอ่ะ မြင်တာတော့ပြောမနေပဲဗျာတော်တော်မြင်ပါလေဗျာ ဘလောက်ကြီးဘလောက်မြင်းမှာမိုက်တီးလက်နဲ့တွေ့တော့တစ်ချက်တော့တစ်ချက်လဲသွားမယ်ဗျာ အဲ့ဟိုကျွန်တော်ဇက်ဘလောက်ပြရမ ကြီးရင်ကြီးလို့မြင်းရင်ထွားရင်ထွားလို့တော့ပေးရတော့ ဘယ်လိုပဲဖြစ်ဖြစ်ခင်ဗျာတောင်းတော့ကြောက်ပဲခင်ဗျာလဲရမှာကြောက်လှဲပဲ အော်နော်မိုက်တီးကတစ်ချက်တော့တစ်ချက်ပါပဲဗျာအထဲမှာဓာတ်ရှိပါ ဒါရှိတယ်ဝင်သွားလိုက်ဒါလည်းရှိတယ်ရှိတယ်ရှိတယ်ဝင်သွားလိုက်ဝင်သွားလိုက်ရပြီ မိုက်တီးလာ အခုမယ် မိုက်တီးလာတစ်ချက်တော့တစ်ချက်ပဲဘလောက်မြင်းဘလောက်ကြီးတစ်ချက်တော့တစ်ချက်အော်အားသေးပါလားအားသေးအပီလို့ဒါပဲလောက်တာအခုမယ်ဖြစ်တယ် ဂျယ်လီ ညာ ဒီငါလေနေခံရတာလေငါ့ကိုအကူလွတ်လိုက်တယ်ဗောဟမ် သွားလား ဒီမှာနေယူထားတဲ့မိန်းမဘာကောင်မလဲနေစုံတိုင်းမဟုတ်ယူလာမလားဟမ် မနိုင်ငံလက်ဝဲချန်ပီယံဖြစ်လာတာခဏကောင်းအောင်လို့တဲသွားမယ်ကျွေးစိတ်ရှိသူ့ရှိဟဲ့အခုလွတ်လိုက်တဲ့အကောင်ခက်တယ်တန်ပြောတယ်ခုနကဘာဖြစ်တယ်ကြီးတယ်ဘလောက်ကြီးဟဟလား ဘလောက်ကြီး ဘလောက်မြင့်ဟဟလား ဘလောက်ကြီး ချက်ထဲနဲ့ထဲနဲ့တယ်လား ကျွန်တော်လူထားတဲ့ပိုက်တာမဟုတ်အောင်ရကျွန်တော်ကအပင်တွေဘလောက်ကြီးဘလောက်ပြင်းအပင်လဲတဲ့ကောင်ပါဗျာ